မိတ်ဆွေများအားလုံးမင်္ဂလာပါ KK Story Channel မှာကြိုဆိုပါရစေပုံပြင်လေးတွေကိုအမြဲမပြတ်တင်ဆက်ပေးနိုင်ဖို့ KK Story Channel လေးကို Like and Subscribe လုပ်ခဲ့ကြပါအောင်ရှင်ဒီတစ်ပတ်ပြောပြပေးမယ့်ပုံပြင်လေးကတော့ ပညာရှိနှံကောင်နှင့်အလုတ်စ조사သောပွဲစိတ်တခါကတစ်တော်လေးတစ်ခုထဲမှာသူငယ်ချင်း2ယောက်ရှိကြတဲ့တယောက်ကတော့အလုတ်အရန်စ조사တဲ့ပွဲစိတ်လေးဖြစ်ပြီးနောက်တစ်ယောက်ကတော့စာဖတ်ဝါဒနာပါတဲ့နှံကောင်လေးဖြစ်ပါတယ်။နွေရာသီတစ်လျှောက်လုံးမှာပွဲစိတ်လေးဟာတနေ့မှမနာတမ်းအလုတ်လုပ်ပါတယ်။သူဟာအစားအစာတွေကိုအပင်ပန်းခံတည်ယူစုဆောင်းနေသူ့ရဲ့မြေအောက်တွင်လေးခိုင်ခန့်အောင်ပြင်ဆင်နေ။သူကအလုတ်ကြိုးစားမှအဆင်ပြေနေလို့ပဲယုံကြည်ထားတာပါ။အဲ့ဒီချိန်မှာနှံကောင်လေးကတော့တစ်ပင်ရိပ်လေးမှာထိုင်ပြီးစာအုပ်တွေဖတ်နေတယ်။တဘာဝတရားကြီးအကြောင်းလေ့လာနေတယ်။ပွဲစိတ်လေးဟာနှံကောင်လေးကိုမြင်တဲ့အခါဟေးနှံကောင်မင်းဟာလေအလုံးမလုံးပဲစာအုပ်တွေပဲဖတ်နေတယ်။အချိန်ဖြုံးနေရပဲ။မိုးသွင်းရောက်ရင်မင်းဒုက္ခရောက်လိမ့်မယ်လို့လောင်ပြောပြောဆိုတတ်ပါတယ်။နှံကောင်လေးကတော့ပြုံးပြုံးလေးပဲပြန်ပြောတယ်။သူငယ်ချင်းငါအချိန်ဖြုံးနေတာမဟုတ်ပါဘူး။ငါကရာဒီဥတုအခြေအနေနဲ့ဘေးအန္တရာယ်ကနေဘလို့လွတ်အောင်ရှောင်ရမလဲဆိုတဲ့ပညာကိုသင်ယူနေတာပါတဲ့။တိတ်မကြခင်မှာပဲတစ်နှစ်ထက်တစ်နှစ်မတူအောင်ပြင်းထန်တဲ့မိုးကြီးလေကြီးစတင်လာပါတော့တယ်။မိုးကဘလောက်တောင်တဲတယ်လဲဆိုရင်ချောင်းရည်တွေလျံတက်လာပြီးတောအုပ်တစ်ခုလုံးရေကြီးတဲ့အထိပါပဲ။ဒီမှာတင်အလုတ်ပဲကြိုးစားခဲ့တဲ့ပွဲစိတ်လေးဒုက္ခရောက်ပါတော့တယ်။သူပင်ပန်းပန်းဆောက်ထားတဲ့မြေအောက်တွင်လေထဲကိုရေတွေဝင်လာတယ်။သူစုဆောင်းထားတဲ့အစားအစာတွေလည်းရေခဲမျောပါကုန်တယ်။ပွဲစိတ်လေးဟာရေစီးထဲမှာမျောပါရင်ကဲကြပါအောင်နဲ့အော်ဟစ်နေရရှာတယ်။အဲ့ဒီချိန်မှာနှံကောင်လေးဟာသူဖတ်ထားတဲ့စာအုပ်တွေထဲကဗဟုသုတကိုအသုံးပြုပြီးတစ်သားပြားလေးနဲ့တစ်ခတ်လေးတွေကိုစနစ်တကျခြေနှောင်ထားတဲ့ဖောင်တစ်စင်းကိုလှုပ်ထားနေပြီးထားပါနှံကောင်လေးဟာဖောင်လေးကိုကျွမ်းကျင်စွာလောခတ်လာပြီးရေထဲမှာမျောနေတဲ့ပွဲစိတ်လေးကိုဆွဲတင်ကဲဆဲလိုက်ပါတယ် Get rowing! This is going to be an adventure. ဘေးထဲနဲ့ကုန်းမြင့်ပိုင်းရောက်ပါတဲ့အခါပွဲစိတ်လေးကရှက်ရှက်နဲ့ပြောလိုက်တယ်ကျေးဇူးတင်ပါတယ်သူငယ်ချင်းရဲ့ငါကအလုပ်ကြိုးစားရင်အကုန်ပြီးထင်ခဲ့တာအခုမှပဲပညာဆိုတာဘလောက်အရေးကြီးတယ်ဆိုတာသိတော့တယ်မင်းသာပညာရှိနဲ့ကြိုးတင်ပြင်ဆင်မထားရင်ငါရေထဲပါသွားမှအသေးရှာပဲနှံကောင်လေးကလည်းအလုပ်ကြိုးစားတာကောင်းပါတယ်သူငယ်ချင်းဒါပေမဲ့ပညာကိုပါတွဲပြီးကြိုးစားသင်ယူမှသာအခက်အခဲတွေကိုအလွယ်တကူကျော်လွှားနိုင်မှာပါလို့ပြန်ပြောလိုက်ပါတော့တယ်အဲ့ဒီနေ့ကစပြီးပွဲစိတ်လေးဟာအလုတ်လဲစူးစားသလိုအားတဲ့ချိန်မှာနှံကောင်လေးစီကနေပညာတွေကိုလည်းသင်ယူလေ့လာတဲ့ပွဲစိတ်လေးဖြစ်သွားပါတော့တယ်ကွယ်ဒီပုံပြင်လေးရဲ့သင်ခန်းစာကတော့လက်လုတ်လက်စားအလုတ်စူးစားယုံတာမကပဲအသိပညာဗဟုသုတကျွေဝအောင်လဲစူးစားသင်ယူရပါမယ်ပညာရှိမှသာမမျှော်လင့်ပဲကြုံလာရတဲ့အခန်းအထဲတွေကိုအောင်မြင်စွာကျော်လွှားနိုင်မှာဖြစ်ပါတယ်ဒီပုံပြင်လေးကနေသားတို့သမီးတို့ညီလေးညီမလေးတွေအတွက်အသိပညာတစ်ခုခုရသွားမယ်ဆိုရင် KK Story Channel မှာကျေးဇူးအထူးတင်ရှိပါတယ်ဒီပုံပြင်လေးကိုကြိုက်တယ်ဆိုရင် Like and Subscribe လုပ်ခဲ့ဖို့လေမမေ့နဲ့ဦးနော် Bye bye